ဒီရက်ပိုင်းမှာကုသမှုများနေတဲ့ဒီ COVID မျိုးစိတ်တစ်ခုဖြစ်တဲ့ HEC နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားဖို့လိုအပ်လဲနောက်တစ်ခုကမကူးစက်အောင်ဘယ်လိုကာကွယ်ရမလဲဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်ကပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးမှဖြစ်ပါတယ်အဲ့တော့ဒီရက်ပိုင်းမှာဆိုလို့ရှိရင်လူနာတွေမကြာခဏလာမေးကြတယ်ဆရာ COVID ပိုးအသစ်ဖြစ်နေရဆိုပြီးတော့ဘာတွေသိထားရမလဲကျွန်တော်မကူးအောင်ဘယ်လိုလုပ်ရမလဲကာဝယ်ဆေးအောင်ဘယ်လိုထိုးရမလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးကြတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်ကဒါနဲ့ပတ်သက်ပြီးတော့ဖြေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ COVID ပိုးဆိုတာကသူမျိုးစိတ်တွေကအများအသစ်ဖြစ်နေတာပေါ့နော်အရင်တော့သိခဲ့တယ်ဒီ Omicron ရှိမယ်နောက် Delta ရှိမယ်အခုဆိုလို့ရှိရင်လည်းဒီ Omicron ကနေပြီးတော့အဆင့်တက်လာတဲ့ HEC မျိုးစိတ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမျိုးစိတ်ကဒီအခုတလောမှာဆိုလို့ရှိရင်ဖြစ်ပွားမှုများနေတယ်ကျွန်တော်အိန္ဒိယထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒါဖြစ်ပွားတဲ့လူဦးရေများတယ်ပေါ့နော်2သိန်းကျော်လောက်ရှိတယ်အသေးပြောက်ကတော့အများကြီးမရှိဘူးဒါဖြစ်ပွားတဲ့နှုန်းကတော့များတယ်အဲ့တော့ဘယ်လောက်ထိအောင်ပြောလဲဆိုလို့ရှိရင်ဒီ HEC မျိုးစိတ်ကဒီပုံမှန်ရာသီတုပ်ကွေးထက်ကို9ဆလောက်ကူးစက်မှုနှုန်းများတယ်လို့ပြောတယ်ဒါပေမဲ့အသေးပြောက်ကတော့အဲ့လောက်ထိမရှိဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကHEC မျိုးစိတ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်သူကဒီ Omicron ကနေပြီးတော့ဆင်းသက်လာတာဖြစ်ပါတယ်ကူးစက်မှုနှုန်းအရမ်းမြန်တယ်ဒါပေမဲ့လူတွေအရန်ထိတ်လန့်ရလောက်အောင်တော့ဒါအသေးပြောက်များတဲ့ဒီပိုးတော့မဟုတ်ပါဘူးเนาะဟုတ်ပြီအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဆရာအဲ့လိုပြောလိုက်လို့ကျမတို့က AC နေရမှာလားအဲ့လိုလည်းမဟုတ်ပါဘူးเนาะကိုဗစ်ဆိုတာကသူကအမြဲအသစ်ကဖြစ်နေမှာပဲအဲ့ဒါကိုကိုရီးယားသတိထားပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်เนาะကိုဗစ်နဲ့အတူရှင်တွဲပြီးတော့နေထိုင်ရမှာဖြစ်ပါတယ်ကိုကပုံမှန်ကျန်းမာတန်ဆွမ်းတဲ့လူငယ်တယောက်ဆိုလို့ရှိရင်တော့လေပြဿနာမရှိဘူးကာဝယ်ဆေးတွေတေချာထိုးထားမယ်အားရှိအောင်စားမယ်အေးဝအောင်အိပ်မယ်ဆိုလို့ရှိရင်တော့ဒါကကူးစက်ခံရမယ်ဆိုရင်တော့မှချိန်တယ်လို့ရှိရင်ဒါပြန်ပြီးတော့ကောင်းသွားနိုင်ကြီးများပါတယ်ဒါပေမဲ့ကိုကနော်ယောဂအခန်းရှိတယ်တခြားသောအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုလို့ရှိရင်တော့ဒီကိုဗစ်ဆိုတာကအရန်ကြောက်ဖို့ကောင်းပါတယ်ဒါအရင်တော့ဖြစ်ခဲ့တာဆိုလို့ရှိရင်အားလုံးမှတ်မိကြမယ်ထင်ပါတယ်ဟုတ်ပြီအဲ့တော့ဒီကိုဗစ်ကဘယ်လိုလူတွေသတိထားဖို့လိုလဲပြီးတော့ဒီအခုမျိုးစိတ်ကဘယ်လိုလူတွေသတိထားဖို့လိုအပ်တယ်လဲဆိုလို့ရှိရင်ကို့မှာယောဂအခန်းတစ်ခုရှိတယ်ဆိုရင်သတိထားဖို့လိုအပ်ပါတယ်အဲ့တော့နှလုံးယောဂအခန်းရှိတယ်သွေးတိုးရှိတယ်သွေးတိုးကိုတေချာမထိန်းနိုင်ဘူးနောက်တစ်ခုကစီးကျိုယောဂရှိတယ်စီးကျိုကိုတေချာမထိန်းနိုင်ဘူးပြီးတော့ကြောက်ကက်ပျက်စီးနေတယ်ကြောက်ကက်ဆေးနေရတယ်ဒါအပြင်မှာကို့မှာခုခံအားကျနေတဲ့အခြေအနေတစ်ခုပေါ့ဥပမာအဖြစ် AIDS ယောဂဖြစ်နေမယ်သို့မဟုတ်ခန္ဓာကိုယ်မှာကလီစာတစ်ခုအစားထိုးထားလို့ဒါ steroid လို့ဆေးတွေနောက်တစ်ခုကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုချရတဲ့ဆေးတွေကိုတောက်နေရတဲ့လူတွေကတော့သတိထားဖို့လိုအပ်ပါတယ်ဒီလိုလူတွေအတွက်ကကိုဗစ်ဒီကြောက်ဖို့ကောင်းနိုင်ပါတယ်ကြောက်ဖို့လည်းကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ပုံမှန်ကျန်းမာတန်ဆွမ်းတဲ့လူတစ်ယောက်အနေနဲ့ကဒီကိုဗစ်ပိုးကိုတိုက်ထုတ်နိုင်တယ်ဒါပေမဲ့ခုနကကျွန်တော်ပြောတဲ့လူတွေကကြတော့ဒါကိုဗစ်ပိုးခုခံနိုင်စွမ်းအားနည်းပါတယ်အဲ့တော့သူတို့မှကူးစက်ပြီဆိုလို့ရှိရင်ဒါယောဂဆူဆူဝါဝါဖြစ်နိုင်ခြင်းများပါတယ်အားကြောင့်မလို့ဒီလိုလူတွေကတက်နိုင်တဲ့ညနော်တည်တည်ချာချာလေးကိုကာကွယ်ဖို့လိုအပ်ပါတယ်ဟုတ်ပြီအဲ့တော့ဘယ်လိုနီးလန်းနေနဲ့ကာကွယ်ကြမလဲပေါ့နော်ဟုတ်ပြီအဲ့တော့ဘယ်လိုနီးလန်းနေနဲ့ကာကွယ်ကြမလဲဆိုလို့ရှိရင်ဒါအားလုံးသိကြတဲ့အတိုင်းပဲလက်ဆေးရမယ်ဟုတ်ပြီလက်ဆေးတဲ့အခါမှာလက်ကိုစက်ပြာနဲ့ရေနဲ့တေချာဆေးဖို့လိုအပ်ပါတယ်အဲ့တော့အနည်းဆုံးစက္ကန့်20ကြာအောင်ဆေးဖို့လိုအပ်ပါတယ်เนาะဒါလက်ဆေးတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုကဒီအပြင်သွားမယ်လူစုလူဝေးစီသွားမယ်ပြန်လာမယ်ပြန်လာပြီးတိုင်းမှာလက်ဆေးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါမှာဒီကိုကတစ်ခုခုနဲ့ထိတယ်ပေါ့နော်ကိုအိမ်ရမဟုတ်ဘူးကိုပြင်ပတနေရာမှာသွားတယ်ဥမာအဖြစ်တကားလက်ကင်နေနောက်ဒလိကားပေါ့ဒလိကားခလုတ်တွေနောက်တစ်ခုကစပွဲတွေဒီလိုပြင်ပကပစ္စည်းတစ်ခုခုကိုထိမိမယ်ဆိုလို့ရှိရင်ဒါဟန်ဂျယ်လိုမျိုးနော်ဒီလက်ကိုပိုးမွားတွေကိုတန့်စင်ပေးတဲ့ဒီဟန်ဂျယ်လိုမျိုးသုံးသင့်ပါတယ်ဟုတ်ပြီအဲ့တော့ဒါကလက်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါနှာခေါင်းစည်းတက်ဖို့လိုအပ်ပါတယ်နော်နှာခေါင်းစည်းတက်မယ်အရင်လိုပဲနှာခေါင်းစည်းပြန်ပြီးတော့တက်ဖို့တေချာတက်ဖို့လိုအပ်ပါတယ်ဒါပြင်ဥမာတက်နိုင်တဲ့များတော့လူစုလူဝေးမသွားသင့်ပါဘူးဒါအခုလိုချိန်ဆိုလို့ရှိရင်သတိထားဖို့လိုအပ်ပါတယ်တက်နိုင်တဲ့များလူစုလူဝေးမသွားပါနဲ့တကယ်လို့မဖြစ်မနေသွားမယ်ဆိုလို့ရှိရင်လည်းတက်နိုင်တဲ့များတော့ခက်ခွာနေပေးပါနော်6ပေလောက်ခွာပြီးတော့နေပေးဖို့လိုအပ်ပါတယ်နော်အားလုံးသိကြတဲ့ social distancing ဖြစ်ပါတယ်ဟုတ်ပြီဒါပြင်ဥမာကိုယ့်ရဲ့ခုခံအားစနစ်က
အမြဲကောင်းမွန်နေဖို့လဲယူဆိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဘာလို့လုပ်ရမလဲအဲ့တော့အားရှိအောင်စားမယ်အဲ့တော့အားရှိအောင်ဆိုလို့ရှိရင်အသားဓာတ်များများစားမယ်ဟင်းသီးဟင်းရွက်များများစားမယ်ကစီဆက်ကိုအသင့်တစ်စားမယ်အစီတွေအငံတွေဒါတွေကိုလျှော့ပြီးတော့စားဖို့လိုအပ်ပါတယ်လိုအပ်လို့ရှိရင်အားစေးတောက်အောင်မှာဖြစ်ပါတယ်ဒါပြုံမှအေးဝအောင်အိပ်ဖို့လည်းအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့အေးပြတ်တာများရင်ခုခံအားစနစ်ကျတယ်ယောဂတွေအလွယ်တကူဝင်နိုင်တယ်အဲ့ဒီခါမှာတကယ်လို့ကိုဗစ်ဝင်မှဆိုလို့ရှိရင်လေသူများတဲ့ဆိုင်ပို့ပြီးတော့ဖျားမယ်ပို့ပြီးတော့ဒါခံစားရမယ်ဖြစ်ပါတယ်နော်ဟုတ်ပြီဒါပြုံမှဘာအရေးကြီးသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုခံအားအမြဲကောင်းမွန်နေစေဖို့အတွက်စိတ်ဖိစီးမှုတွေကင်းဝေးနေဖို့လည်းအရေးကြီးတယ်အဲ့တော့တတ်နိုင်သမျှစိတ်တကြစရာစိတ်ဖိစီးမှုများတာတွေကိုဒါမတွေးသင့်ဘူးမလုပ်သင့်ပါဘူးเนาะဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ကုခံအားစနစ်ကိုကောင်းမွန်မှုအတွက်အထောက်အကူပြုမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ကာဝယ်လို့ရမယ်နီးလန်းနေဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာကာဝယ်ဆေးအောင်ကျွန်တော်တို့ဘာတွေထိုးရမလဲအဲ့တော့အခုလက်ရှိထွက်ထားတဲ့ကာဝယ်ဆေးတွေ2024 2025 update ဖြစ်တဲ့ကာဝယ်ဆေးတွေကအခုလက်ရှိဖြစ်ပွားနေတဲ့ဒီ HEC မျိုးစိတ်ကိုကာဝယ်နိုင်စွမ်းရှိရလို့ဆိုပါတယ်အားကြောင့်မလို့ကိုကကာဝယ်ဆေးမထိုးရသေးဘူးဆိုလို့ရှိရင်ထိုးပါတကယ်လို့ booster dose မထိုးရသေးဘူးဆိုလို့ရှိရင်လည်း booster dose ကိုထပ်ပြီးတော့ထိုးပါလို့ကျွန်တော်ကပြောချင်ပါတယ်ဒီ HEC မျိုးစိတ်ဖြစ်လို့ဒါကိုဗစ်ပိုးကူးစက်ခံရပြီဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေပြနိုင်လဲဆိုတော့ဖျားမယ်ချောင်းဆိုးမယ်နှာစီးမယ်နှာရည်ယိုမယ်ပြီးလို့ရှိရင်လက်ချောင်းနာမယ်ဒါပြင်ဥမာနမ်းပြတ်သွားတာဖြစ်နိုင်တယ်ပြီးလို့ရှိရင်အစားတော့ပြတ်မယ်နှုံးမယ်ခေါင်းမူမယ်တချို့တွေမှာဝမ်းလျှောတာဖြစ်နိုင်တယ်အစင်းမြေကြိုက်တာခေါင်းကြိုက်တာဒါမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ဒီလိုလက္ခဏာတွေပြနိုင်ပါတယ်ဟုတ်ပြီဒါပုံမှန်လက္ခဏာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဒီလက္ခဏာတွေအပြင်မှာရင်ဘတ်တွေအရန်အောက်လာမယ်အရန်မောလာမယ်အသက်ရှူကြက်လာမယ်အသက်ရှူရင်ရွှီမြည်လာမယ်ဆိုးဝါးလက္ခဏာတွေခံစားရပြီအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်တော့အရေးကြီးပါတယ်ဆရာဝန်နဲ့ချက်ချင်းပြသင်ပါတယ်လိုအပ်လို့ရှိရင်ဆေးရုံတက်ပြီးတော့ကုသမှုခံယူရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကိုဗစ်ပိုးကလူနာရဲ့အဆုတ်ကိုထိခိုက်ပြီးတော့ဒုက္ခပေးနေတာဖြစ်နိုင်ပါတယ်အဲ့တော့အောက်ဆီဂျင်ရှူရတာဖြစ်နိုင်တယ်ပိုးသက်ဆေးထိုးရတာဖြစ်နိုင်တယ်စတီရိုက်ဆေးတွေသုံးရတာဖြစ်နိုင်တယ်နော်လိုအပ်တဲ့ဆေးတွေကိုဒါကုသမှုခံယူရမှာဖြစ်ပါတယ်အားတော့ဒါခုလက်ရှိဖြစ်နေတဲ့ဒါကိုဗစ်ပိုး HCC နဲ့ပတ်သက်တာနောက်တစ်ခုကတခြားသောမျိုးစိတ်တွေပေါ့နော်တခြားသောမျိုးစိတ်တွေလည်းရှိပါတယ်အဲ့တော့တခြားသောမျိုးစိတ်တွေလည်းဖြစ်နေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားတာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်